Hello အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါခင်ဗျာဒီနေ့ကတော့ Super Sunday ပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ Liverpool အသင်းနဲ့ Manchester United အသင်းတို့ရဲ့ Premier League ပွဲစဉ်ရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ဒီပွဲစဉ်ကလည်းကျွန်တော်တို့ Liverpool fan တွေအတွက်ဒါမဆောင်နိုင်အောင်ဖြစ်မဲ့အပြင်းထန်ဆုံးအင်္ဂလန်ရဲ့ပေါ့နော်အခါသီးဆုံးပြိုင်ပွဲဖြစ်တဲ့ဒါအင်္ဂလန်ဒါဘီပွဲစဉ်လို့လည်းပြောလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးအဆုံးမှာလည်းကိုညီကိုရီအတွက် giveaway အစီအစဉ်လေးလုပ်ပေးထားပါတယ်ဆိုတော့ဗီဒီယိုအဆုံးလေးအထိပေါ့နော်ဒါ live ပါကြည့်ရှုပေးခဲ့ကြပါဦးပထမဆုံးအနေနဲ့ဒါဒီပွဲစဉ်ရဲ့အကြောင်း key points လေး၃ချက်ကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ပထမတစ်ချက်အနေနဲ့ကတော့ဒီပွဲစဉ်ကကျွန်တော်တို့ Liverpool တင်းရဲ့အင်္ဂလန် Anfield မှာလည်းရှင်ပြိုင်ကစားသွားမှာဖြစ်တယ်ဆိုတဲ့အနေထားမှာကျွန်တော်တို့ Liverpool အသင်းအနေနဲ့ဒါအနိုင်ရရှိမဲ့ရာဂိုင်နှုန်းကတော့ Opta ရဲ့ခံမှန်းမှုအရဆိုလို့ရှိရင်တော့83ရာဂိုင်နှုန်းအထိရှိနေပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ Manchester United အသင်းနဲ့ကျွန်တော်တို့ Liverpool အသင်းရဲ့ Premier League မှာထိပ်တိုက်တွေ့ဆုံမှုကျွန်တော်တို့အိမ်ဝင် Anfield မှာနောက်ဆုံးတွေ့ဆုံမှု9ချိန်မှာဆိုလို့ရှိရင်တော့ United အနေနဲ့အနိုင်ရခြင်းမရှိဘဲနဲ့ကျွန်တော်တို့ Liverpool အသင်းရပဲပုံစံကောင်းနေတဲ့အတူဒါနိုင်မိုးတွေရရှိထားတယ်လို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့လက်ရှိ head to head နဲ့အစင်လာအရပါတော့နောက်ဆုံး9ချိန်မှာတော့ကျွန်တော်တို့ Liverpool အသင်းရအိမ်ဝင် Anfield မှာ United ကိုတော့အသာစီးရယူထားနိုင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ Liverpool တင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ကင်းဆာလာပေါ့နော်မူဆာလာအနေနဲ့ Manchester United အသင်းနဲ့တွဲဆုံနိုင်တခြား Premier League ကကစားသမားတွေထပ်ပေါ့နော်သူ့အနေနဲ့ United ကိုဂိုးသွင်းယူနိုင်တာမျိုးဂိုးဖန်တီးနိုင်တာမျိုးပေါ့နော်ဒါပို့လုံထားနိုင်တာမျိုးရှိတယ်ဆိုတော့ United နဲ့တွေ့တိုင်းမူဆာလာကတော့ပုံစံကောင်းတွေပြသလေးရှိတယ်ဆိုတော့ Premier League မှာပဲကျွန်တော်တို့ဒါမူဆာလာအနေနဲ့ United နဲ့တွဲဆုံမှုတစ်လျှောက်မှာဆိုလို့ရှိရင်တော့73ဂိုးထိသွင်းယူပြီးတော့ဒါဂိုးဖန်တီးမှု6ချိန်ထိပြုလုပ်ထားတာဖြစ်တဲ့အတွက်မူဆာလာအနေနဲ့ဒီနေ့မှာရောအကောင်းဆုံးပုံစံနဲ့အတူပေါ့နော်သူ့ရဲ့စံချိန်တွေကိုဆက်ထိန်းပြီးတော့ United ကိုအိမ်ဝင် Anfield မှာဂိုးတွေသွင်းယူသွားမလားဒါလေးတွေကတော့စိတ်ဝင်စားဖို့ကောင်းတယ် key points လေးတွေပဲဖြစ်ပါတယ် Okay ဆိုတော့ဒီပွဲစဉ်ကနှစ်သင်းစလုံးအနေနဲ့ PR တွေအောက်ကကစားရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်ကျွန်တော်တို့ Liverpool အသင်းဆိုလို့ရှိရင်လည်းအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒါ Premier League နှစ်ပွဲဆက်ရှုံးထားတယ် Champions League မှာရှုံးထားတာဖြစ်တဲ့အတွက်ကိုရလပိုင်းလေးတွေစိုးဝါနေတယ်ဂျားထဲမှာ International ရက်တစ်ပတ်လေးဝင်လိုက်တဲ့အနေအထားကရှုံးပွဲဆက်မှုလေးကိုရပ်တန့်သွားတယ်ပေါ့နော်ဒါပေမဲ့ပြန်ကစားရမယ့်ပွဲစဉ်က United နဲ့ပွဲစဉ်ပြီးတော့အင်ကွင်းမှာလည်းကစားရမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ဒါရှုံးပွဲဆက်မှုတွေကိုရပ်တန့်ပြီးတော့ဒါနိုင်ပွဲပြန်ရှာရမယ့်ပွဲစဉ်အလှည့်အပြောင်းလေးတစ်ခုလည်းဖြစ်တယ်ပြီးတော့ဒီပွဲစဉ်ကကျွန်တော်တို့ Liverpool အသင်းအတွက်တော်တော်လေးကိုအရေးကြီးပါတယ်အဓိကဒါတိတ်ခါပိုင်းတစ်ချက်နောက်တစ်ချက်ကတော့ဒါအမှတ်ပေးစရာရဲ့အဆင့်တစ်နေရာမှာဥဆောင်နေတဲ့ Arsenal အသင်းပေါ့နော် Arsenal ကမနေ့ကဆိုလို့ရှိရင်လည်း Fulham အသင်းကိုအနိုင်ရရှိသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းရမှတ်ကကွာဟနေပြီပေါ့နော်ဆိုတော့ Arsenal နဲ့ရမှတ်ကွာဟမှုကျင်းမြောင်းမှုအတွက် Premier League နိုင်ပွဲပြန်ရှာဖို့လည်းလိုအပ်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ Monday ပိုင်းပေါ့နော်ရှေ့မှာလည်း3ပွဲဆက်ရှုံးထားတယ်ဆိုတော့ဒီနေ့ထားမှာလည်း United နဲ့ပွဲစဉ်မှာပေါ့နော်ကျွန်တော်ရှေ့ရပြောလို့တိတ်ခါပိုင်းအရာရောအစင်လာအရာရောခါးသီးရဲ့ပြိုင်ပွဲကိုကျွန်တော်ရှုံးနေလို့မဖြစ်ဘူးလက်ရှိမှာကျွန်တော်အနေနဲ့က PR တွေကအခေါ်ယူအသစ်ခေါ်ယူထားတဲ့ကစားသမားတွေအနေနဲ့ခြေစွမ်းမပြသနိုင်တာမျိုးတွေရှုံးမွေးဆက်မှုတွေကြောင့်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအခြေအနေလေး PR တွေကဒါနီးပြမှာကစားသမားတွေမှာရှိကြတယ်ပေါ့နော်ဆိုတော့ဒီနေ့ထားမှာကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့ရလက်မကောင်းဆိုလို့ရှိရင်တော့လာမယ့်ပွဲစဉ်တွေအတွက်ပါအသင်းရဲ့ဟန်ချက်အနေနဲ့ဒါရင်သွားနိုင်ပွဲရှိတယ်ဒါကြောင့်လည်းဒီပွဲစဉ်ကတော့ကျွန်တော်နိုင်ပွဲပြန်ယူပြီးတော့ကျွန်တော်ရဲ့ Monday ပိုင်း site ပိုင်းဆိုင်ရာယုံကြည်မှုတွေပြန်လည်တည်ဆောက်ရမယ့်ပွဲစဉ် Arsenal အသင်းနဲ့လည်းရမှတ်ကွာဟမှုကျင်းမြောင်းအောင်အင်္ဂလိပ်ပရိသတ်တွေကိုဒါပျော်ရွှင်မှုပေးရမယ့်ပွဲစဉ်ပေါ့နော်ဒါနိုင်ပွဲပြန်ရှာရမယ့်ပွဲစဉ်လို့လည်းထင်ပါတယ်ဒါကြောင့်ဒီပွဲစဉ်ကျွန်တော်တို့ Liverpool အသင်းအတွက်အရေးကြီးပါတယ်တစ်ဖက်က Manchester United အသင်းအနေနဲ့ကလည်းကျွန်တော်တို့ Liverpool အသင်းနီးတူပဲဒါနီးပြအမူရင်ပေါ်မှာလည်း PR တွေရှိနေတယ်ပြီးတော့ United အနေနဲ့လက်ရှိဒီယာဒီမှာခြေစွမ်းပိုင်းကတပွဲနဲ့တပွဲမတည်ငြိမ်တာမျိုးလေးပြီးတော့ injury ပြဿနာလေးတွေကလည်းရှိနေတာလည်းတကြောင်ရလက်ပိုင်းလေးတွေတော့မကောင်းထားဘူးဆိုတော့နောက်ဆုံးရှင်းပြကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲကိုကြည့်မယ်ဆိုရင်တော့ Brentford ကိုဒါ 3-1 ဆိုတဲ့ရလက်မျိုးနဲ့ Premier League ပွဲစဉ်6မှာဂိုးပြတ်ရှုံးခဲ့တယ် Premier League ပွဲစဉ်9မှာတော့ Old Trafford မှာ Sunderland ကိုဒါ 2-0 ဆိုတဲ့ရလက်မျိုးနဲ့တော့ပြန်ပြီးတော့အနိုင်ရရှိထားတယ်လက်ရှိမှာ Manchester United အသင်းကတော့ဒါ Premier League 9ပွဲကစားပြီးထားတဲ့ချိန်မှာ3ပွဲနိုင်1ပွဲသိ3ပွဲရှုံးရမှတ်အားဖြင့်ကဒါ10မှတ်နဲ့အဆင့်17နေရာမှာရပ်တည်နေတယ်ကျွန်တော် Liverpool တင်းရောက်လက်ရှိမှာဒါအဆင့်3နေရာမှာပေါ့နော် Arsenal နဲ့ဆိုလို့ရှိရင်တော့ရမှတ်က4မှတ်ထိကွာဟသွားပြီ Arsenal ကရမှတ်19မှတ်ကျွန်တော်တို့ကရမှတ်15မှတ်ဆိုတော့ဒီပွဲစဉ်ကကျွန်တော်တို့တော်တော်လေးအရေးကြီးပါတယ် Title Race ထဲမှာဆက်ရှိဖို့အတွက် Arsenal တင်းကို PR ပေးနိုင်မှုအတွက်ဒီပွဲစဉ်ကအရေးကြီးနေပါတယ်မနေ့က Man City ကလည်းအနိုင်ရရှိသွားတာဖြစ်တဲ့အတွက် City ကလည်းကျွန်တော်တို့ကြော်တက်သွားပြီးရမှတ်16မှတ်နေပေါ့နော်ဆိုတော့တော်တော်လေးအရေးကြီးတဲ့ပွဲစဉ်မှာဆိုတော့ Liverpool တင်းနဲ့ Manchester United အသင်းအနီးကပ်ဆုံးတွေ့ဆုံမှုပြီးခဲ့တဲ့ရာသီကတွေ့ဆုံမှုလေးကိုပြောပြပေးခြင်းပါတယ်ဆိုတော့ပြီးခဲ့တဲ့ရာသီကတွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့ Old Trafford မှာကျွန်တော် Liverpool တင်းက 3-0 ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိခဲ့တယ်ကျွန်တော်အိမ်ဝင် Anfield မှာတော့ 2-2 ဆိုတဲ့တေးရလက်တာထွက်ပေါ်ခဲ့တာမျိုးရှိပါတယ် Okay ဆိုတော့ဒီပွဲစဉ်ရဲ့
အရေးကြီးဆုံးဖြစ်တဲ့ injury player တွေနဲ့ဖြစ်နိုင်ပွဲ line လေးတွေခံမှန်းကြည့်အောင်ဆိုတော့ကျွန်တော်လီဗာပူးအသင်းဘက်ကတော့ဒီပွဲစဉ်မတိုင်ခင် international ရက်သက်တစ်ပတ်မှာ Gravy တို့ခုနှစ်တေးတို့ injury အနည်းငယ်လေးရရှိခဲ့တယ် minor injury လေးတွေဒီအကြောင်းအရာကိုလည်းကျွန်တော်သတင်းလေးအဖြစ်တင်ပေးထားတာမျိုးရှိပါတယ်ဆိုတော့လက်ရှိမှာတော့ဒီနေ့ရဲ့ပွဲထွက်လူစည်းမှာတော့ Gravy နဲ့ခုနှစ်တေးကပါဝင်လာနိုင်ပွဲရှိရဆိုတဲ့အခြေအနေမျိုးလေးတွေနဲ့ကျွန်တော်တို့ဖြစ်နိုင်ပွဲ line up မှာတော့တွေ့ရတယ်ကျင်းဒီဘောက်ကတော့ lesson back ကတော့ဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်တယ်ကိုသမားအနေနဲ့တော့ဒါ Dashably ပဲပွဲထွက်လာဖို့ရှိတယ်တစ်ဖက်က Manchester United အသင်းမှာတော့နောက်ခံလူ Martinez, Mazzauri တို့ကတော့လွဲချော်ဖို့တော့ရှိတယ်ကျန်တဲ့ကစားသမားတွေကတော့ကြက်ခိုင်မှုပြေဝနေတာမျိုးလေးရှိပါတယ်ဆိုတော့ကျွန်တော်ဖြစ်နိုင်ပွဲ line up လေးခံမှန်းကြည့်အောင်ဆိုတော့ကျွန်တော်လီဗာပူးအသင်းကတော့ဒါ 4-2-3-1 ဆိုတဲ့ကစားကွက်မျိုးနဲ့ပဲအင်ကွင်းမှာနီးပြအာနီစလော့အနေနဲ့အသုံးပြုလာနိုင်ပွဲရှိတယ်ကိုသမားအစပြောရမယ်ဆိုလို့ရှိရင်တော့ Dashably ပွဲထွက်လာမယ် Alisson Becker ကျင်းစီပေါက်ဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်ပါတယ်ဆိုတော့ center back မှာတော့ပြထားတဲ့ line နဲ့အရာဆိုရင်တော့ Konate နဲ့ Virgil van Dijk ကိုပြထားပါတယ် Konate ပါဝင်လာနိုင်ပွဲရှိပါတယ် fullback ဒီမှာကတော့တစ်ဖက်မှာ Conor Bradley နဲ့တစ်ဖက်မှာ Carcass လေးကိုပြထားတာမျိုးရှိပါတယ်နံပါတ်7နေရာမှာတော့ Gravenberch လေးပဲပွဲထွက်လာနိုင်ပွဲရှိပါတယ်ပြထားတဲ့ line နဲ့မှာ Gravy ကိုပြထားပါတယ်ပြီးတော့ကွင်းလယ်မှာဆိုဘုံနဲ့နံပါတ်10ရိုးနေရာမှာတော့ Florian Wirtz ကိုပြထားတယ်ဒီပွဲစဉ်မှာလည်းကျွန်တော်တို့ကစားသမားတစ်တွေရဲ့စွမ်းဆောင်မှုအဓိကစောင့်ကြည့်ရမှာဖြစ်တယ်တော်တော်လေးအရေးကြီးပါတယ်ကစားသမားတွေအနေနဲ့ကလည်းဒီပွဲစဉ်ကခြေစွမ်းပြသနိုင်ခဲ့မယ်အဓိက Florian Wirtz အနေနဲ့ဝေဖန်မှုတွေခံနေရတဲ့ဒီလိုမျိုးအနေအထားမှာအခါသီးဆုံးပြိုင်ဘက် United အသင်းနဲ့ပွဲစဉ်မှာခြေစွမ်းပြနိုင်မယ်သို့မဟုတ်ဂိုးသွင်းနိုင်မယ်ဆိုလို့ရှိရင်တော့ယုံကြည်မှုပိုင်းပိုကောင်းလာပြီးတော့ရှေ့ရဝေဖန်မှုတွေကဒီပွဲစဉ်မှာကစားသမားတစ်တွေအတွက်ပေါ့နော်ဒါချီကျူးမှုပြန်ပြီးတော့ဖြစ်လာဖို့တော့ရှိတယ်ပေါ့နော်ဒီပွဲစဉ်ကကျွန်တော်ရှေ့ရပြောလို့အရင်ဒီပေးဆက်မှုကြီးမားတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်တောင်မနီမှာကတော့ Cody Gakpo နဲ့ United နဲ့တွေ့တိုင်းပုံစံကောင်းပြသပြီးတော့တွင်းကိုတွေတွင်းယူထားနိုင်တဲ့မိုဆာလာပြထားပါတယ်တိုက်စစ်မှုနေရာမှာဆိုလို့ရှိရင်တော့ Ekitike လေးမဟုတ်ဘဲနဲ့ Alexander Isak ကိုဒီပွဲစဉ်မှာအသုံးပြုလာနိုင်ပွဲရှိပါတယ်ဒါကတော့ Liverpool အသင်းရဲ့ဖြစ်နိုင်ပွဲရာ line up ပဲဖြစ်ပါတယ်စောင့်ကြည့်ရမှာကတော့ဇာသမားတစ်တွေရဲ့စွမ်းဆောင်ရည်ပိုင်းကိုစောင့်ကြည့်ရမယ်အဓိကတိုက်စစ်ပိုင်းမှာ Isak ပွဲထွက်လာခဲ့မယ်ဆိုလို့ရှိရင်ရော Liverpool အသင်းအတွက်ဒါအဓိကပေါ့နော်အရေးပါတဲ့ပွဲစဉ်မှာသူ့အနေနဲ့တွင်းကိုတွေရရှိအောင်စွမ်းဆောင်ပေးမလားဒါလေးတစ်ချက်ကတော့စောင့်ကြည့်ရမှာမျိုးလေးရှိပါတယ်ပြီးတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့ Liverpool အသင်းရဲ့နောက်တန်းမှာနောက်ပိုင်းပွဲစဉ်တွေမှာပေးကိုတွေပေးထားတဲ့အနေအထားfullback တွေရဲ့အသားမကျမှုလေးတွေကဒီပွဲစဉ်မှာတော့သတိထားပြီးတော့ပေါ့နော်နီးပြအာနီစလော့အနေနဲ့အကောင်းဆုံးပြင်ဆင်လာလိမ့်မယ်လို့ထင်တယ်ကစားသမားတွေအနေနဲ့ကလည်းလုံးဝဒီပွဲစဉ်မှာနားလည်မှုရှိနဲ့ဒါကစားဖို့တော့လိုအပ်နေတာမျိုးရှိပါတယ်ဆိုတော့တစ်ဖက်က Manchester United အသင်း Manchester United အသင်းကတော့ဒါ3-4-2-1ဆိုတဲ့ကစားကွက်မျိုးနဲ့အမူရင်းကအသုံးပြုလာပွဲရှိပါတယ်ကိုသမားနေရာမှာဆိုလို့ရှိရင်တော့ Lamens ကိုပြထားတယ်နောက်ခန့်လူ3ဘက်မှာဆိုလို့ရှိရင်တော့ဒါ Lucio Matic Line နဲ့ Euro ကိုပြထားပါတယ် fullback ဒီမှာကတော့ဒါဝင်ပတ်ဒီမှာကတော့ဒေါ်ကူနဲ့ကျွန်တော်ဒါလော့ကိုပြထားတယ်ကွင်းလယ်မှာကတော့ဥကတေးနဲ့ Bruno Fernandes တို့ကိုတွဲပြီးအသုံးပြုလာနိုင်ပွဲရှိပါတယ်တိုက်စစ်ပိုင်းမှာကတော့ Benjamin Sesko ကတော့ center forward ဖြစ်ပြီးတော့နောက်ထပ်တိုက်စစ်မှု2ဦးအနေနဲ့ကတော့ Mason Mount နဲ့တစ်ဖက်ကကျွန်တော်ညာချမ်းမှာ Mbeumo ကိုပြထားတာမျိုးတော့ရှိပါတယ်ဒါကတော့ United အသင်းရဲ့အတောင်တင်းဆုံး line up ပဲဆိုတော့ United အသင်းဘက်ကိုလည်းကျွန်တော်တို့ဒါစောင့်ကြည့်ရမှာကတော့တိုက်စစ်ပိုင်းရတာ Benjamin Sesko တို့ပြီးရင်ကျွန်တော်တို့ဒါ Mbeumo တို့အပြင် Mason Mount ပါလာခဲ့မယ်ဆိုလို့ရှိရင်ရောဒါစိတ်ဝင်စားဖို့ကောင်းတဲ့တိုက်စစ်ဖြစ်နေတဲ့အတွက်ကျွန်တော်တတိကြီးထားဖို့တော့လိုအပ်နေပါတယ်။ Okay ဆိုတော့ဒီပွဲစဉ်ကကျွန်တော်ရှေ့ကပြောခဲ့သလိုပဲလီဗာပူးသင်းနိုင်ရရှိဖို့ရာခိုင်နှုန်းများပါတယ်။ဆိုတော့လက်ရှိ current form တွေကကျွန်တော်တို့အသင်းကဒါဆိုးဝါးထားတယ်ဆိုပေမဲ့လည်းဒါအစင်လာအရာရောပြီးတော့ကျွန်တော်တို့နိုင်ပွဲလိုအပ်ချက်ရှိနေတဲ့ပြင်အိမ်ဝင် MV ဖြစ်နေတဲ့ကြောင့်လီဗာပူးသင်းအနိုင်ရရှိဖို့ရာခိုင်နှုန်းများပါတယ်။ဆိုတော့နိုင်မယ်လို့လည်းမျှော်လင့်နေပါတယ်ကိုအသင်းပေါ်ပေါ့နော်မနိုင်လို့လည်းမရဘူးဒီပွဲစဉ်ကျွန်တော်တို့အတွက်အရေးကြီးတယ်နှစ်သင်းစလုံးအတွက်ကတော့အရေးကြီးပါတယ်အဓိကတိတ်ခါပိုင်းအရာရောပေါ့နော်အပြင်းထန်ဆုံးဒါအင်္ဂလန်ဒါဘီဖြစ်နေတဲ့အတွက်ပေါ့နော်နှစ်သင်းစလုံးအတွက်ကတော့အရေးကြီးတဲ့ပွဲစဉ်ပါရမှတ်3မှတ်ထပ်ပူတဲ့ပွဲစဉ်လို့ပြောရမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာကျွန်တော်လီဗာပူးအသင်းပဲအနိုင်ရရှိသွားပြီးတော့ပုံစံကောင်းကိုတခုကိုပေါ့နော်ပြန်လည်တိဆောက်သွားလိမ့်မယ်လို့တော့ထင်ပါတယ်။ Okay ကျွန်တော်ရှေ့ကပြောခဲ့သလို giveaway season လေးကိုပြောပြပေးခြင်းပါတယ်။ဆိုတော့ဒီပွဲစဉ်ရဲ့ကျွန်တော်ပထမပိုင်း9ရလက်နဲ့ဒုတိယပိုင်း9ရလက်လေးကိုcomment box မှာ comment ပေးသွားခဲ့ကြပါအောင် YouTube မှာဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်เนาะတကယ်ကြီးနေ comment ပေးသွားခဲ့ကြပါအောင်အပြေမှန်သူတူပေါ့နော်ကျွန်တော်တို့ဒါဒီယာဒီ Liverpool jersey လေးလက်ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်။မှန်ကန်တဲ့လူများရင်ကျွန်တော်တို့အရင်ကပေးတဲ့ပုံစံမျိုးလေးပေါ့နော် random pick up လေးလုပ်ပြီးတော့ကိုညီကိုတူကိုလက်ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ comment မှာပေါ့နော်ကိုရလက်လေး comment ပေးခဲ့ကြပါအောင်ကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ